မင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ကြားပြီးရှင်းလင်းတင်ဆက်ပေးသွားမယ့်စာအုပ်လေးကတော့ငွေကြေးလွတ်မြောက်မှုကိုရှာဖွေနေသူတွေအတွက်အထူးသင့်လျော်တဲ့ Option Selling Financial Freedom ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ကိုတော့တန်တာ Options Money ကရေးထားတာဖြစ်ပြီးအခုဆိုရင်စတုထအကြိမ်မြောက်အထိထုတ်ဝေထားရတဲ့လူကြိုက်များတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်စာအုပ်ရဲ့မျက်နှာဖုံးမှာဖော်ပြထားတဲ့အတိုင်းငွေကြေးလွတ်မြောက်မှုကိုထိထိရောက်ရောက်လက်တွေ့ရယူနိုင်တဲ့နည်းလမ်းတွေကိုဒီစာအုပ်ထဲမှာအသေးစိတ်လေ့လာထွက်ကြရမှာပါ Option ရောင်းချခြင်း Option Selling နည်းပညာနဲ့မိမိရဲ့ငွေကြေးအနာဂတ်ကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုအခုပဲအတူတူနားဆင်ကြည့်လိုက်ကြရအောင်ရှင်မင်္ဂလာပါဘဝကိုချိုက်တဲ့ပုံစံအခုနဲ့နေထိုင်နိုင်ဘူးစိတ်ကူဖူးလားငွေအတွက်စိတ်ဖိစီးနေစရာမလိုတဲ့ဘဝပေါ့နောက်ပြီးကိုကလူမှန်နေရာမှန်ကိုဖြစ်ချင်တာနဲ့ဖြစ်နေတာတွေတစ်ထက်တည်းနှီးပါးကြနေတဲ့ဘဝအနေထားဒီလိုဘဝကိုလူတိုင်းလူချင်းကြောက်မှာပါ Financial Freedom ဆိုတာကအနှစ်သာရတွေပြည့်နေတဲ့စကားလုံးတစ်ခုပါငွေကြေးအရာလွတ်မြောက်နေတယ်ဆိုတာလာစဉ်နှစ်စဉ်ကိုယ့်ရဲ့စားဝတ်နေရေးအတွက်ထုံးစံဖို့လိုအပ်တဲ့ငွေတွေလုံလောက်အောင်အလူလူဝေနေတာကိုဝါသနာပါတဲ့အလုပ်တွေလုပ်နေနိုင်တာဖြစ်ပါတယ် Financial Freedom ဆိုတာငွေအတွက်ပူစရာမလိုပဲဘဝကိုစိတ်အေးချမ်းသာလန်းဆန်းကြည်လင်စွာနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ထိုင်နိုင်တာကိုစားပြုတဲ့စကားလုံးဖြစ်ပါတယ်ကိုအပါဝင်လူအများစုကိုလေ့လာကြည့်ရင်ငွေကြောင့်စိတ်မလွတ်လပ်ခြင်းဘဝမလွတ်လပ်ခြင်းဖြစ်နေတာကိုအနည်းနဲ့အများတွေ့နိုင်ပါတယ်ကိုဘာပညာတွေသင်ယူမလဲဘာလုပ်မလဲဘယ်နေရာမှာနေထိုင်မလဲအချိန်ကိုဘယ်လိုသုံးမလဲစတာတွေကိုငွေလိုအပ်ချက်ရှိခြင်းကထိန်းချုပ်ထားတဲ့သဘောရှိပါတယ်ငွေနောက်ကိုလိုက်နေရတဲ့ပုံစံဖြစ်ပြီးဒီအနေထားမှာလည်းကောင်းတဲ့အချက်တွေရှိပါတယ်စားဝတ်နေရေးအတွက်မဖြစ်မနေရုန်းကန်ဖို့တွန်းအားဖြစ်တာကြောင့်ဘဝကိုတိုးတက်စေပြီးလူတစ်ယောက်အဖြစ်အဆင့်ဆင့်တိုးတက်ရင့်ကျက်လာစေပါတယ်ဘဝအတွေးကြုံများစွာအလဲပြောင်းများစွာကိုတွေးကြုံခွင့်ရပါတယ်ဒါတွေကိုဘာနဲ့မှတန်ဖိုးဖြတ်လို့ရပါဘူးဒါပေမဲ့တသက်တာလုံးအလောက်အချိန်ပြီးလုပ်ပြီးငွေနှောက်လိုက်နေဖို့ကတော့မလွယ်ကူလာပါဘူးအထူးသဖြင့်အသက်အရွယ်ရလာတဲ့အချိန်လူစွမ်းအားစိတ်စွမ်းအားကျလာချိန်မှာစိတ်ဖိအားများတဲ့အလုပ်ကိုလူရင်းအားစိတ်ရင်အားအချိန်အားများစွာတုံပြီးစားဝတ်နေရေးအတောင်ငွေရှာနေဖို့ကအလွန်ပင်ပန်းစရာဖြစ်ပါတယ်ဒီပြဿနာအတွက်အဖြေရှာဖို့ Financial Freedom ဆိုတာရှိလာတာပါဒါပေမဲ့ Financial Freedom ကတကယ်ရောလက်တွေ့ရဖို့လွယ်ကူပါမလားဆိုလဲမိခွန်းကရှိလာပါတယ်လူအများစုကိုကြည့်လိုက်ရင်ဒီလိုပဲတသက်လုံးအချိန်ပြည့်အလုပ်လုပ်ပြီးနေသွားကြတာမဟုတ်လား Financial Freedom ဆိုတာကိုတတိမထားမိသူကအများစုဖြစ်ပါတယ် Financial Freedom ကိုတခြားနားလည်ပြီးလိုချင်လာပြန်တော့လေတကယ်တမ်းငွေကြေးလွတ်မြောက်မှုကိုရဖို့ကစိတ်မောစရာပန်းတိုင်တစ်ခုသာထင်နေတတ်ပါတယ်အထူးသဖြင့်တမာယိုကြအကြံပေးကြတဲ့နည်းတွေဖြစ်တဲ့ငွေကိုများများရှာများများစုဆယ်စုနှစ်ပေါင်းများစွာ invest လုပ်အသက်ကြီးပြီးအလုံးမလုံးနိုင်မှအရင်စားယူဆိုရင်နည်းတွေကငွေကြေးရာလွတ်မြောက်ခြင်းပန်းတိုင်ကိုရောက်ဖို့အလွန်နှေးကွေးနိုင်ပြီးမသေးချာမရေရတဲ့ခန်းစားချက်တွေဖြစ်စေနိုင်ပါတယ်ဒီအကြောင်းတွေကြောင့်ဒီစာအုပ်ကပိုကောင်းတဲ့နည်းတစ်ခုကိုအဖြစ်ပေးနိုင်ဖို့ဖြစ်တည်လာတာပါ Option Selling နည်းလမ်းကပုံမှန်တမာယိုကြဘဝအတွက်ပြောင်းလဲမှုကောင်းတွေကြီးမားမားချစ်စေနိုင်တဲ့ game changer လုပ်ငန်းတစ်ခုဖြစ်ပါတယ် Stock share နဲ့ options တွေကိုဝယ်ယူခြင်းနဲ့မတူပါဘူး options ကိုရောင်းခြင်းကပုံမှန်ဝင်ငွေရရှိရစေတဲ့နည်းဖြစ်ပါတယ်ဒီနည်းလမ်းကလက်တွေ့အသုံးချအလုပ်ဖြစ်ကြောင်းတက်ပြနိုင်ပြီးသားနည်းလည်းဖြစ်ပါတယ်ပုံမှန်ဝင်ငွေအမြဲတမ်းရနေအောင်လုပ်နိုင်ပြီးလုပ်ငန်းစတင်ဖို့အရင်းအနှီးကြီးမားမားနဲ့အချိန်များစွာလည်းမလိုပါဘူးဒီစာအုပ်ထဲမှာလူတိုင်းအလွယ်တကူနားလည်နိုင်တဲ့ options အခြေခံနည်းနဲ့စလေ့လာနိုင်မှာဖြစ်ပါတယ် stock ဈေးကွက်အကြောင်းအခြေခံတွေ options တွေရဲ့အလုံးလုံးပုံအခြေခံတွေလေ့လာရမှာပါနောက်ပြီး option selling နည်းထဲကအယိုးရှင်ဆုံးနည်းလမ်းတွေအသုံးချပြီးအထီးရောက်ဆုံးဝင်ငွေရှာနည်းအဆင့်ဆင့်ကိုဖျက်လေ့လာရမှာပါအရေးကြီးဆုံးကတော့ Financial Freedom ဆိုတဲ့ပန်းတိုင်ကို Option Selling နည်းနဲ့ဘယ်လိုရယူမလဲဆိုတာကိုအဓိကလေ့လာရမှာဖြစ်ပါတယ်ဒီစာအုပ်ကမြန်မြန်ချမ်းသာမယ်လို့ကတိပေးတဲ့ Get Rich Quick Scheme စာအုပ်မဟုတ်ပါဘူးရေရှည်ကာလအောင်မြင်တဲ့အတွက်တကယ်အလုပ်ဖြစ်တဲ့နည်းလမ်းတစ်ခုကြောင့်သာဖြစ်ပါတယ်လူတစ်ယောက်အတွက်ငွေကြေးပိုင်းအမြင့်ဆုံးပန်းတိုင်တစ်ခုဖြစ်တဲ့ Financial Freedom ကိုယူဖို့အတွက်လက်တွေ့အလုပ်ဖြစ်နိုင်တဲ့နည်းလမ်းတွေအတွက်လမ်းညွှန်မှုစာအုပ်ဖြစ်ပါတယ်
ဒီစာအုပ်ဖတ်နေတဲ့ဆိုကြတဲ့ကစာဖတ်သူဟာ financial freedom ကိုယူဖို့တေးသေးချာချာလုပ်ချင်သူဖြစ်တာကထင်ရှားပါတယ်။ကိုဖို့အိုကိုပိုင်ပြီးအကောင်းဆုံးဖန်တီးနေထိုးနိုင်ဖို့ဘာလို့ရမလဲလေ့လာလိုက်ကြရအောင်။